စ္စည်းတွေ trading နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့လူငယ်တယောက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့မိတ်ဆွေတို့ဒီနေ့မှာ MetaTrader 4 application ဘယ်လိုအသုံးပြုရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ် Play Store ကိုသွားလိုက် Play Store ကိုသွားပြီးလို့ရှိရင် MetaTrader 4လို့ရိုက်လိုက် MetaTrader 4လို့ရိုက်ပြီးလို့ရှိရင် down လိုက်ပါကျွန်တော်ကတော့ဒီမှာရှိပြီးသားဆိုတော့ MetaTrader 4เนาะ MetaTrader 5မကတော့နောက်ဆုံး version အဲ့တော့ MetaTrader 4ကတော့ user interface ဖြစ်တဲ့သုံးရတာပို့ပြီးဆင်ပြေတဲ့အတွက်ကျွန်တော် MetaTrader 4နဲ့လောက်ရမယ် MetaTrader 4ကောင်းတဲ့ကိုရောက်သွားပြီဆိုဒါကျွန်တော်ကတော့ဖွင့်ထားလို့မိတ်ဆွေတို့ဒီလိုပုံစံမြင်ရမယ်ဒီလိုပုံစံမြင်ရပြီကျွန်တော်တို့ဒီပုံမှာရှိတဲ့အပေါင်းပုံစံလေးကိုတစ်ချက်နှိပ်ပေါင်းပုံစံလေးကိုနှိပ်ပြီးလို့ရှိရင် Demo account ဖွင့်မှာလား Real account ဖွင့်မှာလားဆိုတာနှစ်ခုရှိတယ်အဲ့တော့ကျွန်တော်က Demo account နဲ့ဖွင့်ပြမယ် Demo account open ရဲ့ Demo account တစ်ချက်နှိပ်ပြီးဒီမှာ broker ယူခဲ့တဲ့ broker မှာ FX list Demo ဆိုပြီးတော့ကျွန်တော်တို့ရိုက်ထည့်လိုက်ရိုက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ name ပေးခိုင်းတယ်ကျွန်တော်ကတော့ဒီမှာname ပေးလိုက်တယ်ပေါ့နော် SR Demo ဆိုပြီးတော့ဒီမှာဖုန်းနံပါတ်ထည့်ပြီးလို့ရှိရင်မှာဒီမှာမေးတစ်ခုထက်မဲရရတယ်အစစ်ထည့်လည်းရတယ်ကျွန်တော်အတူထည့်လည်းရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာ leverage ကဘယ်လောက်ထားမှာတော့စတစ်ချိုး900ပြီးရင် deposit ဒီမှာကျွန်တော်တို့အများကြီးထည့်တော့3000 5000 1000အစရှိသလိုကျွန်တော်ကတော့ဒီမှာ9000ရေးလိုက်မယ်9000ရေးပြီးရင်ကျွန်တော်တို့ဒီမှာ create account ဆိုတာကိုနှိပ်ပေးလိုက်အဲ့ဆိုလို့ရှိရင်ဒီမှာရသွားပြီကျွန်တော်တို့ name ရပြီ account type ရပြီdeposit ရပြီဒီမှာ login password တွေရှိတယ် account တွေကိုမှတ်ထားလို့ရှိရင်ကျွန်တော်တို့နောက်ခါကြလို့ရှိရင် account ပြန်ဝင်လို့ရှိရင်အဲ့တိုင်းပြန်ဝင်လို့ရတယ်ပြီးရင်ဒီမှာ done ဆိုတာတစ်ချက်နှိပ်လိုက်အဲ့ဆိုကျွန်တော်တို့ဒီမှာပွင့်သွားပြီကျွန်တော်ဖွင့်လိုက်တဲ့အခု demo account ဒီမှာ9000 deposit နဲ့ကျွန်တော်တို့ရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကိုလည်းဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာ manage account ဆိုတာရှိတယ်ဒါကျွန်တော်က3ကောင်းဖွင့်ထားတဲ့အတွက်3ကောင်းပေါ်နေတာမိတ်ဆွေတို့မှာတစ်ကောင်းနဲ့ရှိတယ်ဆိုလို့ရှိရင်ဒီတစ်ကောင်းအဲ့ဆိုစထွေးလို့ရတယ်ထွေးမယ်ဆိုကျွန်တော်တို့ကဘာလို့ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်စွန်ဆုံးမှာရှိတဲ့ဒီမှာမြားလေးရှိတယ်အဲ့မြားလေးကိုတစ်ချက်ထောက်လိုက်အဲ့မြားလေးမှာဒါသူထွေးလို့ရတဲ့ဥစ္စာတွေဒါသူ auto ထည့်ပေးထားတဲ့ဥစ္စာတွေအဲ့ဒါတွေမလုပ်တတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ပိတ်စမရှိဘူးဒီမှာဒီပုံမှာခဲတဲ့ပုံစံလေးရှိတယ်တစ်ချက်ထောက်ပေးလိုက်အကုန်လုံး delete လုပ်လိုက် select ပေးလိုက်အကုန်လုံး delete လုပ်လိုက်ပြီဒါဆိုလို့ရှိရင်ပြတ်သွားပြီကျွန်တော်အနေနဲ့တော့အတစ်ပြန်ထည့်ရအောင်အတစ်ထည့်မယ်ဆိုအပေါင်းပုံစံလေးကိုနှိပ်ကျွန်တော်တို့ဒီမှာ major forex pair တွေရှိတယ်နောက်တစ်ခုဒီမှာအောက်မှာ minor ရှိတယ်ကျွန်တော်တို့ဒီမှာ cryptocurrency သမားတွေဆိုတော့ဟိုးအောက်မှာ crypto ဆိုတာရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့ထည့်လို့ရတယ်ဒီမှာကျွန်တော်တို့ပေါင်းထည့်မယ်ဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ကျွန်တော်အနေနဲ့ကတော့ပေါင်းထည့်ပြမယ်အခု cryptocurrency ကိုကျွန်တော်ထည့်ပြမယ် cryptocurrency မှာဆိုလို့ရှိရင်ဟိုးအောက်ဆုံးမှာကျွန်တော်တို့နာမည်ကြီးနေတဲ့ XPR JPY အကောင်ထည့်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ major ရေးမှာလည်းဒါတွေထည့်လို့ရတယ်ထည့်ချင်တာတွေထည့်လို့ရတယ်ထည့်ပြီးတော့ဒါနမူနာထည့်ပြတာကျွန်တော်တို့၄ခုရပြီဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့စနေနေ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ forex တွေကအလုံးမလို့ဘူးအဲ့တော့ cryptocurrency လို့တယ် cryptocurrency ကိုထွေးပြမယ် cryptocurrency တွေကိုကျွန်တော်တို့ဒီကူ XRP USDT ကိုကျွန်တော်တို့ထွေးမယ်ပေါ့ဒီ symbol မှာဆိုလို့ရှိရင်အဲ့တော့ XRP USPB ဆိုတဲ့ဒီအပေါ်ဆုံးမှာရှိတဲ့ချက်လေးကိုတစ်ချက်ထောက်ပြီးလို့ရှိရင်ဒီမှာ open chat new order ကျွန်တော်တို့အဲ့ကြတော့ဘာဖွင့်မလဲ new order တစ်ခုလုံးမယ်ဆိုလို့ရှိရင် new order ဖွင့်လိုက်လို့ရှိရင်ဒီပေါ်မှာဒါတွေကကြတော့ order type တွေပေါ့ကျွန်တော်တို့ချက်ချင်းဝင်မှာလား buy limit sell limit buy stop sell stop ဒါနောက်ပိုင်းကျွန်တော် order type တွေရှင်းပြမယ်ခုအဲ့တော့ကြတော့ကျွန်တော်တို့ဒီလမ်းမှာရှိတဲ့ဟာလေးကဒါက lot size ဘယ်လောက်သုံးမှာတော့ကျွန်တော်တို့1လော်လား 0.01 လော်လားကျွန်တော်တို့မှာရှိတဲ့ပတ်စံပုံမူတည်ပြီးတော့သုံးလို့ရတယ်အဲ့တော့ကျွန်တော်ဒီမှာ1လော်နဲ့တခုလုပ်ပြလိုက်မယ်ပေါ့နော်ဒီမှာ 2.17 2.18 ဒါ stop loss ကျွန်တော်တို့ဘယ်လောက်ရောက်ရင်2ရောက်ရင် stop loss ဘယ်ရောက်ရင်ကျွန်တော်တို့ profit ထားမှာလဲ 2.5 ပေါ့ 2.5 2.5 မှာကျွန်တော်တို့2.5 မှာကျွန်တော်တို့ထားမယ်2.5 မှာဒါဆိုလို့ရှိရင်ကျွန်တော်တို့order တစ်ခုလုံးမယ်ဆိုလို့ရှိရင် buy လုံးမှာလား sell လုံးမှာလားကျွန်တော်တို့ buy မယ်ဆိုရင် buy ဒါဆိုရင် order open ဖြစ်သွားပြီအဲဆိုရင်ဒီမှာကျွန်တော်တို့လုပ်ထားတဲ့ဒါ buy တစ်ခုဒါရသွားပြီပေါ့နော်ဒါဒီမှာဒီမှာကျွန်တော်တို့ order တွေကို buy လုပ်လို့လည်းရတယ် sell လုပ်လို့လည်းရတယ်ဒါက order အဖွင့်ပိတ်လုပ်တဲ့နည်းပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ chat ပုံစံလေးကိုသွားမယ်ဒီအောက်မှာပုံစံလေး chat ပုံစံလေးဒီလိုပုံစံလေးနဲ့ချက်ပုံစံလေးကိုရောက်ပြီဆိုလို့ရှိရင်ဒီပေါ်မှာ1 2 3 4 5ခုရှိတယ်ဒီဘက်ဆွန်ဆုံးမှာရှိတဲ့ဥစ္စာတွေကဒါကကျွန်တော်တို့ဇေယျတွေကိုဈေးတန်းတွေကိုကြည့်တာဈေးတန်းတွေကိုဒီမှာဆိုလို့ရှိရင်3ဆိုတဲ့နေရာမှာကျွန်တော်တို့ရောက်ထားတယ်ပေါ့နော်ဒီဘက်ညာဘက်ကိုကြည့်လိုက်ဈေးတန်းအပေါ်ကဒီကကျွန်တော်တို့သွားခြင်းနဲ့ကန်တယ်ကိုရွှေ့တာပြီးရင်ဒါလေးကိုပြန်ပေးလိုက်ပြီးရင်ဒီမှာ F ဆိုတာကကျတော့ဘာလဲဆိုတော့ကျွန်တော် function ကျွန်တော်တို့ indicator တွေထည့်ခြင်းနဲ့ဆိုလို့ရှိရင်အပေါင်းလေးကိုနှိပ်ကျွန်တော်တို့ဒီမှာ function တွေထည့်လို့ရတယ် Bollinger Band ထည့်မလားကြိုက်တာထည့်လို့ရတယ် moving average ထည့်မလား MA ထည့်မလား volume တွေထည့်လို့ရတယ်အဲ့တော့ကျွန်တော် Bollinger Band တစ်ခုထည့်ပြလိုက်အဲ့မှာ Bollinger Band ထည့်တဲ့ဥစ္စာကိုကျွန်တော်တို့ analyze လုပ်လို့ရတယ်ဘာလို့မှလဲအစိမ်းအောင်ထားမှလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘာအောင်ထားခြင်းလဲကျွန်တော်တို့ထားခြင်းနဲ့အနက်ရောင်လားအဝါရောင်လားအနီရောင်လားထားလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမှာ pixel လေးတွေက1ထားမှလား2ထားမှလား3ထားမှလားကျွန်တော်တို့တေးစိတ်ကျွန်တော်တို့ပြင်လို့ရတယ်ပြင်ပြီးပြီဆိုလို့ရှိရင်သူက down ကိုနှိပ်ပေးလိုက်
အားဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ moving average အောက်မှာပေါ်လာပြီပေါ့နော် indicator ပေါ်လာပြီဆိုလို့ရှိရင်အဲ့ indicator လေးကိုပြန်ပြီးတော့ဒီ indicator လေးကိုပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုလို့ရှိရင်လည်းရတယ်ကျွန်တော်တို့ delete ပုံစံလေးကိုနှိပ် select ပြီး delete နှိပ်လိုက်အားဆိုလို့ရှိရင်ဒီ indicator လေးကပြတ်သွားပြီအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ်လေးကိုပုံလေးပေါ်ထောက်လိုက်ပုံလေးပေါ်ထောက်လိုက်ကျွန်တော်တို့ time frame တွေပြောင်းလို့ရတယ် M1 ဆိုတာဒီကျွန်တော်တို့10 minute time frame M50 ဆိုတာဒီ15 minute time frame ဒီမှာကျွန်တော်တို့ပြောင်းနေတဲ့ပုံစံပြောင်းလို့ရတယ် D1 ဆိုလို့ရှိရင်လည်း D1 time frame ပြောင်းလို့ရတယ်ပြီးရင်အထူးကကျွန်တော်တို့ဒါ order တွေဖွင့်လာတော့ပေါ့နော်ခုနကတော့ဒီ order တွေကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့အလုံးမလုံးချင်ဘူးကျွန်တော်တို့ကဒီ twin line တွေပါလေကျွန်တော်တို့ဆွဲချင်တယ်ပြုတ်ချင်တယ်ဆိုရင်ကျွန်တော်ဘယ်ပုံစံလေးသွားဆိုဒီမှာ shape ပုံစံလေး shape ပုံစံလေး object ဆိုတဲ့ဥစ္စာလေးဒီပုံမှာရှိတဲ့ Fပုံစံပေးနာလေးအဲ့ကောင်လေးကိုထောက်လိုက်ထောက်ပြီးကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ဒါ twin line ဆွဲတာပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာအများကြီး horizontal line တွေဆွဲလို့ရတယ်အဲဒီမှာကျွန်တော်တို့ဘာတွေဆွဲလို့ရလဲဆိုရင်အကုန်လုံးပြန်ပြီးတော့ကျွန်တော်ပြန်ဖက်ချင်တယ်ဆိုရင်အဲ့ထဲဝင်လိုက်ဒီမှာ delete ပုံစံလေးကိုနှိပ်အကုန်လုံးကို select ပြီးပြန်ပြီးတော့ဖက်လိုက်လို့ရတယ်ကလီကြည့်လိုက်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပြီးရင်ဒီမှာကျွန်တော်တို့ chain လို့ရတယ်ကျွန်တော်တို့ကXRP USDT ချက်ကိုကြည့်နေတာ XRP JPY ကိုကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဒီနားလေးမှာ chain လိုက်အောင်ပဲပို့ပြီးတော့မြန်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒါထည့်ထားတာ၄ခုပဲရှိလို့၄ခုရတာတကယ်ထပ်ပြီးတော့ message လို့ချင်တယ်ဆိုထပ်ပြီးတော့ထည့်လို့ရတယ်ပြီးရင်ဒီဘက်အပေါ်လေးမှာလည်း open ချက်လုပ်လို့ရတယ်ခုနအယောင်းဝယ်တွေကိုလည်းဒီဘက်ညာဘက်ဆွန့်ဆုံးကနေပြီးတော့လုပ်လို့ရတယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုကတော့အရေးကြီးတဲ့ဥစ္စာကျွန်တော်တို့ chat type ပေါ့ဒီ setting ထဲကိုတော့ setting ထဲမှာကျွန်တော်တို့ chat type ကဘာထားမှလဲ line chat လားဘာ chat လားဥမာဘာ chat ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်တစ်ချက်ပြန်ကြည့်လိုက်ဒီမျိုးဘာ chat ဖြစ်သွားပြီအဲကြောင့် setting ထဲကိုပြန်သွား setting ထဲကိုသွားပြီးလို့ရှိရင်အသုံးများတဲ့ဥစ္စာကတော့ကျွန်တော်တို့ candlestick chat အဲ့တော့ candlestick chat ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ volume ပိတ်မှာလား volume ထားမှာလားဆိုတာလည်းကျွန်တော်တို့လုပ်လို့ရတယ်ဒီမှာ show ဘောလုံးဆိုရင်ကျွန်တော်တို့ဒီမှာဘောလုံး cloud လေးကိုဒီဘေးနားမှာနော်အမှန်တလေးနဲ့ show ဘောလုံးဆိုပြီးတော့ကျွန်တော်တို့ဖွင့်လိုက်ပိတ်လိုက်လုပ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘောလုံးအဖွင့်ပိတ်ထည့်မှာလားဒီမှာအောက်ခြေမှာဘောလုံးထည့်မှာလားမထည့်ဘူးလားဒါတွေကြည့်လို့ရတယ်ပြီးလို့ရှိရင်အခုကျွန်တော်တို့ဒီမှာဒါကျွန်တော်ရဲ့ balance ပေါ့နော်ဒီ balance မှာကျွန်တော်ဝင်ထားတယ်ပေါ့နော်ဒီမှာဒီပေါ်မှာရှိတဲ့ balance ဆိုတော့ကျွန်တော်က9000နဲ့ဖွင့်တာ equality ဆိုတာကျွန်တော်တို့အားလုံးအပေါင်းတော့လုပ်ပြီးတာဥမာ9နေတယ်ဆိုရင်လည်းဥမာ9100ဆိုလည်း9100ဒီ free margin ကကျွန်တော်တို့အခုကြံတဲ့ပတ်စံပေါ်4860နဲ့90အဲ့လိုမျိုးပေါ့နော်ဒီဥစ္စာလေးတွေလည်းရှိတယ်ပြီးလို့ရှိရင်အဲ့မှာကျွန်တော်တို့တစ်ခုကြည့်လို့ရတဲ့ဥစ္စာတွေမှာ order type sample type တွေရှိတယ်ကျွန်တော်ကဒါ order တစ်ခုတည်းဝင်တာလို့ order တွေအများကြီးဝင်ထားရင်ကျွန်တော်တို့ကဒီမှာ profit အမြတ်ကိုပဲကြည့်လို့ရတယ်ကျန်တဲ့ order တွေနဲ့ချိန်ပြီးကြည့်လို့ရတယ်ပြီးရင်နောက်တစ်ခုကအခုကျွန်တော်တို့ဒီနောက်ဆုံး history ပြန်ကြည့်လို့ရတယ်နော်ဒီအောက်ဆုံးကရေးလို့ရှိရင်3ခုမြောက်လေးမှာ history မှာဆိုရင်ကျွန်တော်တို့ကဒီမှာ today ဒီနေ့လုပ်ထားတဲ့ဒီနေ့အယောင်းဝယ်လုပ်တဲ့ဥစ္စာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အရင်တစ်ပတ်ကအယောင်းဝယ်လုပ်တဲ့ဥစ္စာလားပြီးလို့ရှိရင်လိုက်လားဘယ်လားကျွန်တော်တို့ဒီ trade တဲ့ဥစ္စာတွေကိုပြန်ပြီးကြည့်လို့ရတယ်နောက်ဆုံးကျွန်တော်တို့က custom လည်းလုပ်လို့ရတယ်ကျွန်တော်တို့ဘယ်နေ့ကနေဘယ်ဒီပေါ့ဥမာမေ3ရက်ကနေပြီးတော့ဂျွန်ဘယ်လောက်ထိအဲ့ကြားထဲမှာရှိတဲ့ဥစ္စာကျွန်တော်တို့ကအဲ့လိုမျိုးပုံစံနေနဲ့ကျွန်တော်တို့တတ်မှတ်ပြီးတော့လုပ်လို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ trade ဝင်တာနောက်တစ်ခုထပ်ဝင်ကြမယ်ဟဲ့ကျွန်တော်အနေနဲ့ဒီနေ့ကတော့စနေတနင်္ဂနွေဆိုတော့ crypto ပဲအဆင်ပြေမှာကျန်တဲ့ဥစ္စာတွေကတော့ရှိမှာမဟုတ်ဘူးအဲ့တော့ကျတော့ဒီကောင်တွေက trade လို့ရမှာမဟုတ် market ပိတ်နေတယ်အဲ့တော့ crypto ပဲတစ်ချက်ကြည့်ရမှာအဲ့မှာ crypto မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ ETH USDT ဒီမှာ Ethereum ထည့်လိုက်မယ်နော် Ethereum ဆိုလို့ရှိရင်ဒီမှာကျွန်တော် ETH USDT မှာကျွန်တော် new order တစ်ခုလုပ်လိုက်မယ် new order ကျွန်တော်အနေနဲ့အခုဒီကောင်ကို new order ကိုကျွန်တော်ဘိုင်လိုက်တယ်ပေါ့တစ်ခုအဲဆိုရင်ဒီမှာ order ကျွန်တော်တို့နှစ်ခုဖြစ်သွားပြီပေါ့နော်နှစ်ခုဖြစ်သွားပြီဒီမှာ order နှစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က order ကိုပြန်ပြီးတော့ပိတ်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုထောက်ပြီးလို့ရှိရင်ဒီမှာ close order ဆိုပြီးတော့ဒီအောက်မှာ close ဆိုပြီးတော့ပိတ်လို့ရတယ်ဒီက order modify လုပ်ချင်တယ်ဆိုလို့ရှိရင် modify order တွေကိုဝင်ကျွန်တော်တို့ကဒီမှာ one lot နဲ့လုပ်ထားတယ်ဒီမှာကျွန်တော်တို့ဒါ store lot တွေ TP တွေမထည့်ရသေးဘူးဆိုရင်လည်းပြန်တက်လို့ဥမာ2400ရောက်လို့ရှိရင်ရက်မယ်2400ကျွန်တော်တို့အပေါ်မှာမြက်ကို2500ရောက်ရင်ယူမယ်order ပြန်ပြီးတော့ဒါ order ကိုကျွန်တော်တို့က modify လုပ်လို့ရတယ်ကျွန်တော်တို့ store lot တွေပါထည့်ပြီးဥမာဒီကောင်ကျွန်တော်တို့ရှုံးမယ်လို့ထင်နေတယ်ခုန XRP modify လုပ်ထားတယ်ကျွန်တော်တို့ one lot နဲ့ဝင်ထားတယ်ကျွန်တော်တို့ one lot နဲ့ဝင်ထားတဲ့ဥစ္စာကျွန်တော်တို့ဟိုရှုံးလဲရှုံးမယ်နိုင်တယ်မှာ order တွေပြန်ပြောင်းလို့ရတယ် modify လုပ်လို့ရတယ်မလို့ချင်တော့ဘူးဆိုလို့ရှိရင်လည်းပြန်ပြီးတော့မကြိုက်တော့ဘူးဆိုလို့ရှိရင်လည်း close ဆိုပြီးတော့ပိတ်လိုက်လို့ရတယ်အဲ့လိုသဘောမျိုးနဲ့ကျွန်တော်တို့သုံးလို့ရပါတယ်အားလုံးအဆင်ပြေမဲ့ထင်ပါတယ်လွယ်ပါတယ်သုံးကြည့်ပါ
အားလုံးပဲကျေးဇူးတင်ပါတယ်